မျိုးသမီးတဦးသည်အိမ်ပြန်လန်းတွင်လူမိုက်တစ်ယောက်၏နှောက်ယှက်ခြင်းကိုခံနေရသည်ထိုအချိန်တွင်ရေကန်ဘေးရှိငွေကြီးတစ်ကောင်ကသူတို့ကိုစောင့်ကြည့်နေသည်ကိုထိုအမျိုးသမီးမသိခဲ့ပေအမျိုးသမီးမှာအန္တရာယ်ကြုံလူဆဲဆဲအခြေအနေတွင်ထိုငွေကြီးကလူမိုက်ကိုပတ်ချဝိုင်းကရေကန်အောက်ခြေသို့ဆွဲချသွားခဲ့သည်ဂျက်သည်ထိုဖြစ်ပျက်ကိုမြင်လိုက်ရသဖြင့်ချက်ချင်းပင်အပြေးလွှားသွားခဲ့သည်ငွေကြီးကရွာသားများကိုထပ်မံအန္တရာယ်မပြုနိုင်စေရန်အတွက်ဂျက်သည်ကျွမ်းကျင်သောမွေဖမ်းသမား2ဦးကိုခေါ်ယူခဲ့သည့်အသက်ကြီးသူလူကြီးကကြိုတင်ပြင်ဆင်လာသည့်ဝက်ကလေးတစ်ကောင်ကိုထုတ်ယူပြီးငွေအကြိုက်ဆုံးအစားအစာများကိုတုပ်လိမ့်ကကူထဲသို့တွန်းပို့လိုက်သည်မိုက်ကတော့တန်ကွင်းဆက်အပြင်းစားကြီးကိုကင်ထားပြီးအချိန်မရွေးဝက်ကလေးကိုပြန်ဆွဲထုတ်နိုင်ရန်အသင့်ပြင်ထားသည်မျောလင့်ထားသည့်အတိုင်းပင်ငွေကြီးကအစာကိုလာဟပ်သဖြင့်တန်ကွင်းဆက်ပေါ်ရှိခေါင်းလောင်းတန်များမြည်လာခဲ့သည်မိုက်သည်ရှိသမျှခွန်အားဖြင့်အတင်းဆွဲခဲ့သည်သို့သောငွေကြီးကိုအပြင်သို့ဆွဲမထုတ်နိုင်သည့်အပြင်မိုက်ကိုယ်တိုင်ပါကူထဲသို့ဆွဲသွင်းခြင်းခံရလူနီးပါးဖြစ်သွားခဲ့သည်ကံကောင်းထောက်မစွာဖြင့်ဂျက်နှင့်လူကြီးကချက်ချင်းတုံ့ပြန်နိုင်ခဲ့ပြီးမိုက်ကြားထဲသို့ဆွဲသွင်းမခံရစေရန်နှင့်ငွေကိုဆွဲထုတ်နိုင်ရန်တန်ကွင်းဆက်ကိုဝိုင်းဝန်းကင်ဆွဲပေးခဲ့ကြသည်ထို့နောက်လူကြီးတွင်အခြားစိတ်ကူးတစ်ခုရလာပြန်သည်ရင်းတို့သည်ကန်ဆယ်ဖော်ကိုမိရှုပြီးရင်းမှထွက်လာသောအခိုးငွေများကိုရက်တောင်ဖြင့်ကူထဲသို့ရက်ခတ်သွင်းလိုက်ကြသည်မကြာမီမှာပင်ငွေကြီးသည်ထိုငွေများကိုမအောက်နိုင်တော့ဘဲတင်းဤခိုအောင်မြကူထဲမှတွားသွားပြီးထွက်လာခဲ့သည်ထိုမြကြီးမားလာသောတရဝါကြီးနှင့်ထိတ်တိုက်တွေ့သောအခါအမျိုးသား2ဦးမှထိတ်လန့်တုန်လှုပ်သွားပြီးနောက်သို့ဆုတ်သွားကြသည်သို့သောငွေကြီးကသူတို့ကိုထိုမြလွယ်နှင့်လွတ်ပေးရန်အစီအစဉ်မရှိပေရင်းသည်ဂျက်ကိုဒဏ်ရာရစေပြီးနောက်မိုက်ကိုအာယုံပြောင်းလိုက်သည်မိုက်သည်အန္တရာယ်ရှိမှန်းသိလိုက်သဖြင့်လှည့်ပြေးတော်လဲငွေကြီးကဆွဲမလျှော့ဘဲလိုက်လံအမဲလိုက်ခဲ့သည်သို့သောမိုက်သည်လူကြီးထောင်ထားသောထောင်ချောက်ထဲသို့တက်ကြီးပြေးဝင်သွားခဲ့သည်လူကြီးသည်မုံမှန်ပြင်ဆင်ထားသောမြားနှင့်လေးကိုသုံး၍ငွေကြီးကိုတက်ပစ်ခတ်လိုက်ပြီးနောက်အောက်သို့ခုန်ဆင်းကကျိုးကိုအသုံးပြု၍ငွေကြီး၏ခန္ဓာကိုယ်ကိုမြေပြင်ပေါ်မှဆွဲမြောက်လိုက်သည့်နာကျင်မှုကြောင့်ငွေကြီးမှာဒေါသတကြီးဖြစ်သွားပြီးလူကြီးနောက်သို့အညိုးတကြီးလိုက်တော်သည်လူကြီးကထိုအခွင့်အရေးကိုအသုံးချကတစ်ပင်တစ်ပင်ကိုပက်၍ပြေးခဲ့ပြီးအကြိမ်နှဲငယ်ပတ်ပြီးနောက်ငွေကြီးကိုထောင်ချောက်ဆင်ကပိတ်မိသွားစေခဲ့သည်မိုက်ကထိုအခွင့်အရေးကိုအမိရဆုပ်ကင်ကတိုက်ခိုက်ရန်ကြိုးစားတော်လဲငွေကြီး၏အမိကသူ့ကိုလေထဲသို့ရိုက်ထုတ်လိုက်သည်ထိုအချိန်တွင်လူကြီးမှငွေကြီးကိုဆက်လက်ထိန်းချုပ်ထားနိုင်ရန်မနှဲအောက်ဤနေရသည်ငွေကြီးရုံထွက်တော်မူဆဲတွင်လူကြီးသည်လှုပ်ဝက်လက်နက်တစ်ခုကိုထုတ်ယူကာစတင်တက်ဆင်လိုက်သည်ငွေကြီးလွတ်မြောက်ခါနီးအချိန်၌ပင်လူကြီးသည်ငင်း၏ဦးကောင်းကိုလက်နက်ဖြင့်ပစ်ခတ်လိုက်သည်ထိုအခါဝါကျင်မီကိုလုံးကြီးထွက်ပေါ်လာပြီးငွေကြီးသည်အစိမ့်ငွေကြောင့်တတိလစ်မေးမျောသွားခဲ့လေသည်